Company Limited ကို2020မှာစတင်တည်ထောင်ခဲ့ပြီးတော့တည်ထောင်ဖြစ်သွားတာတော့ဒီမှာ construction လောကတွေကိုစဝင်လာတဲ့အချိန်တုန်းက lighting scope နဲ့ပတ်သက်ပြီးတော့အများကြီး confuse ဖြစ်ခဲ့ရပါတယ်။ MEP consultant အနေနဲ့လည်း lighting နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ရတယ်ရှိတယ်လို့မျိုး RT firm အနေနဲ့လည်းဆက်ပြီးတော့ lighting နဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ရတယ်များပါတယ်ရှင်။ဒါကြောင့်လည်း lighting ရဲ့အခန်းကဏ္ဍကိုမြင့်တင်ပေးဖို့အတွက်စပြီးတော့ Lumos Light ကိုစပြီးတည်ထောင်ခဲ့ရဖြစ်ပါတယ်။စတင်တည်ထောင်ခဲ့တဲ့အချိန်တုန်းကတော့အခက်အခဲတွေအများကြီးရှိခဲ့ပေမဲ့ယနေ့ဒီချိန်ကြီးကို9နှစ်တန်တိုင်းလက်တွဲပြီးတော့ရုံကြီးကြီးနဲ့လက်တွဲပြီးကြတဲ့လူကြီးမင်းတယောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်။ကျွန်တော်တို့နောက်ပြီးတော့အများနဲ့လို့ဒီဇိုင်းလူပြောင်းလာတဲ့ကျွန်တော်တို့ဒီဇိုင်းရ lighting design ရအများကြီးခက်တော့ကြချက်ခဲ့ပြီ interior design ရအများနဲ့နောက်ခေတ်ကိုပြောင်းလိုက်တဲ့အချိန်မှာလိုက်နိုင်တဲ့ expansion ဖြစ်ပါတယ်။နောက်ပြီးတော့ energy efficiency ဖြစ်တာတွေ technical support ကောင်းမလို့တာကျွန်တော်တို့အများကြိုးပမ်းနေတဲ့အချိန်တွေပေါ့။လူမှုအနေနဲ့ကဒီ solution ကိုဖြည့်ရှင်းပေးဖို့အတွက် special light အနေနဲ့ကျွန်တော်တို့ customer တိုင်းရဲ့ project ဒီ residential project commercial project တိုင်းအတွက်ကျွန်တော်တို့အနေနဲ့ဒီ customer lighting solution တွေ each project ကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဝန်ဆောင်မှုပေးဖို့အတွက်ကျွန်တော်တို့ဒီနိုင်ငံမှာလက်ရှိသင်သွင်းထားတဲ့ Arganshi Architecture Safety တွေဖြစ်ပါတယ်ကျွန်တော်တို့ရှိမှာဆိုရင် series က2မျိုးရှိပါတယ်30 series 8 month နဲ့90 series 12 month ဆိုပြီးကျွန်တော်တို့ရှိပါတယ်မိတ်ဆက်ပေးချင်တာကတော့ Intigo Eco Sport ပဲဖြစ်ပါလိမ့်ခင်ဗျာဒီ sport light လေးဟာဆိုရှင်အချိန်ကြီးတသိန်းခွဲအထိဖွင့်ပိတ်ပြုလုပ်နိုင်ပြီးတော့နိုင်ပေါင်း2500အထိထုတ်ခံနိုင်ပါလိမ့်ခင်ဗျာ Ross Wayne ပြောထရှိလာပြီးပြောတဲ့22 year အထိရရှိမှာပဲဖြစ်ပါတယ်Color Championship အနေနဲ့3000 K 6000 K ဆိုပြီးစိတ်ကြရွေးချယ်ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါလိမ့်ခင်ဗျာTwo in the all, we more than the eye, that king is the too nasty. 愿意我们成为行业照明行业的全球参与者，为客户提供高品质的产品和卓越的价值。我们的目标是照亮天空，照亮空间，激发创造力，并对全球的个人和社区产生积极的影响。ကျွန်တော်ရဲ့ vision ကတော့အဓိကတော့ lighting လောကမှာဒီပြည့်ပြည့်မှာပြီးတော့ထူးခြားတဲ့ site ရင်းပစ္စည်းတွေထုတ်လုပ်ခြင်းနဲ့ရည်တည်ဖို့ရတဲ့ကမ္ဘာ့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်တဲ့လူအကျိုးပြုဖို့ရတဲ့ဖြစ်ပါတယ်ရှင်။ Lumos Light မှာကျွန်တော် executive director ဖြစ်သူဟုတ်ကဲ့ကျွန်တော်ကျွန်တော်ကမိတ်ဆွေချောင်းကျွန်တော်တို့အပြည့်လက်ဆောင်ဖြည့်မဲ့စီစဉ်ပေးပါခင်ဗျာကျွန်တော်တို့ရဲ့ပွဲလေးကိုနာနေဒီပွဲလေးကိုကြောက်ချင်းကြရဲကျွန်တော်တို့ရဲ့မိတ်ဖက်ကုန်ကြီးရှိဒီတယောက်စီရန်ကြောင်းနေတဲ့ဒီနေရာနေပြီးတော့လာတဲ့လေးလေးကျေးဇူးတွေကြောင်းပြောချင်ပါတယ်အခုကျွန်တော်တို့ဒီနေ့ပွဲကိုလာပြီးတော့ participate လုပ်ပြီးတယ်မနော် last from ကတောင်းရှိဒီ Mr. Chong ကိုကျွန်တော်အနေနဲ့ဒီကနေကျေးဇူးတွေကြောင်းပြောချင်ပါတယ်နောက်တစ်ခါတော့ကျွန်တော်တို့ပွဲကိုဒီကားတဲ့နဲ့ပြအောင်ခေါ်ဆောင်ပြီးတော့MC မှာကိုဒီစားကိုလည်းကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါတယ်နောက်တော့ကျွန်တော်တို့ဒီ9နှစ်တိုင်အောင်เนาะကျွန်တော်တို့ကုမ္ပဏီအောင်မြင်ဖို့အတွက်ကိုညီမျိုးစုံနဲ့အားစိုက်ပေးချတဲ့ကျွန်တော်တို့ရဲ့ team ဖြစ်တဲ့ Lumos team အားလုံးကိုကျွန်တော်ဒီနေ့ကနေကျေးဇူးတင်ကြောင်းကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့နောက်ပြောတော့ကျွန်တော်ဒီမှာလာကြတဲ့ကျွန်တော်ရဲ့ mix တွေအားလုံးဒီနေ့ထပ်ပြီးတော့လည်းကျေးဇူးတင်ကြောင်းကျွန်တော်ဒီနေ့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ technical ရဲ့ဆောက်ပွဲအများကိုအားလုံးဆောင်ပြီးတော့ကျွန်တော်ပြောကြရင်းနဲ့ပြောနေလို့ချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုချိန်ကနေစတင်ပြီးတော့ပြည်သူများကိုကျွန်တော်တို့ဒီနေ့ taking အဲ့ဒီပဲအစီအစဉ်လေးပြပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်တို့buffet တစ်ချက်ကိုအဝါရီယာလုံဆောင်မှုတွေဒီနေရာကနေပြီးတော့
ဒီကြရခဲ့ပါတယ်ကျွန်တော်တို့ကြားနေတဲ့များအားလုံးပဲဒီနေ့ခဏအောင်မြင်စွာပြီးဆုံးကြောင်း